မင်္ဂလာပါဟာသော healing space မှာကြိုဆိုပါတယ်ရှင်ဒီကနေ့ရဲ့ collective energy intuitive reading မှာဒီနေ့ရဲ့စွမ်းအင်ကတော့အတွင်းစိတ်အသိဉာဏ် intuition ရဲ့လမ်းပြမှုကိုဥစွာနားထောင်ပြီးပြတ်သားတဲ့အသိဉာဏ်လျင်မြန်တဲ့ဆုံးဖြတ်ချက်တွေနဲ့ဘဝရဲ့ကံကြမ္မာလှည့်ပြောင်းကောင်းကိုပုံဖော်ရမယ့်နေ့တစ်နေ့ဖြစ်ပါတယ်စိတ်ထဲကလာတဲ့အသိစွမ်းအား intuition ကိုယုံကြည်လိုက်တာနဲ့အုံနောက်ရဲ့ရှင်းလင်းပြတ်သားမှုထက်မြက်တဲ့တွေးခေါ်မှုတွေကအရှိန်ဟုန်နဲ့ပေါင်းဆက်သွားပါလိမ့်မယ်ကံကြမ္မာရဟတ် Wheel of Fortune ကသင်ဘက်ကိုကောင်းတဲ့အလှည့်အပြောင်းအဖြစ်ကူညီပေးနေတာကြောင့်အမှန်တရားအတိုင်းပြတ်သားစွာဆုံးဖြတ်လိုက်တာနဲ့အခွင့်အလမ်းကောင်းတွေကိုအချိန်ကိုက်လက်ခံရရှိမယ့်နမိတ်ပုံဖြစ်ပါတယ်။ဒီကနေ့ရွတ်ဆိုရမယ့် affirmation ကတော့ငါဟာအတွင်းစိတ်အသိဉာဏ်ကိုယုံကြည်ပြီးအမှန်တရားကိုရှင်းလင်းပြတ်သားစွာပြောဆိုဆောင်ရွက်ပါတယ်။ငါဟာစိတ်ဆွဲမြဲမှုပြတ်သားမှုတို့နဲ့ရှေ့ဆက်ချိန်မှာစัจ java လာကကံကြမ္မာအလှည့်ပြောင်းတွေကိုငါဘက်သို့ဆောင်ကျင်းပေးနေပါတယ်လို့ရွတ်ဆိုပြီး High Priestess ရဲ့ intuitive အားကောင်းတဲ့ energy ကို embodiment ရယူနိုင်ပါတယ်ရှင်။